မြန်မာပြည်ရောက်သွားမြန်မာပြည်ပြမယ်မြန်မာပြည်ပြမယ်မြန်မာပြည်ပြမယ်ကြည့်တယ် Okay we're good to go အားလုံးမင်္ဂလာပါ Junior's Vlog ကနေအားလုံးပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်ကတော့ Junior ဒီနေ့ဘာလုပ်မှာလဲဆိုတော့ကျွန်တော်နဲ့အတူတူဒီမှာပါခီးသွားရအောင်ကျွန်တော်ဒီနေ့ဘယ်ကိုသွားမှာလဲဆိုတော့ Texas ကိုခီးသွားမယ်I know it's a two cent Texas California မှာ Texas ဆိုတော့ကျွန်တော်တကယ်ချင်းတရားကလည်း Texas ရောက်နေတာနဲ့သူလည်းရှိတော့လေဖူးဝါးရှိအောင်ဆိုပြီးကျွန်တော် Texas ကိုခီးသွားမယ်ဆိုပြီးဆုံးဖြတ်ချက်ချလိုက်တာစဉ်းစားထားတော့ကြာပြီပေါ့နော်အရင်တလားလောက်ကလေးစီစဉ်ထားဒီနေ့ Texas ကိုသွားမယ်ဒီနေ့အခုမနက်8နာရီခွဲလေယာဉ်က7နာရီခွဲတက်မယ်ဆိုတော့ကျွန်တော်နဲ့အတူတူ Texas ကိုလိုက်ခဲ့ပါကျွန်တော် Texas ကိုသွားမယ်ပေါ့နော်အခုအားလုံးသိတဲ့အတိုင်းပဲဘာတွေဖြစ်နေလဲတော့အကုန်လုံးလည်းသိတယ်ဒီကမ္ဘာပေါ်မှာလည်းဘာတွေလဲမသိ show shot တွေခတ် US မှာဆိုရင်လည်းမျိုးဖြစ်စန္ဒပြတာတွေ California မှာတော့ဒီနိုင်ငံတဝန်းအရင်တစ်ပတ်တောင်ဆိုရင်စန္ဒတွေပြတယ်ပြီး immigration ဟန်နာတွေဘာတွေ you know အများကြီးဖြစ်နေတော့ကျွန်တော်တို့ကလည်းဒီ US မှာ international student F1 student ဆိုတော့တတိနဲ့နေရမယ့်ထဲမှာပါတာပေါ့နော်ကျွန်တော်အခုဒီခီးသွားမယ်ဆိုကျွန်တော်စဉ်းစားရတဲ့အချိန်မှာကျွန်တော် F1 student အနေနဲ့ဒီပြည်တွင်းမှာခီးသွားဖို့အတွက် safe ဖြစ်လား like အဆင်ပြေမလားဘာတွေများရစ်ခံရနိုင်လဲဘာလဲပေါ့နော်အဲ့လိုမျိုးစဉ်းစားမိရပေါ့အဲ့တော့လေအဲ့ဒီအဖြေကိုကျွန်တော်နဲ့အတူတူဒီဗီဒီယိုထဲမှာလိုက်ရှာကြရအောင်ပြီးရင်အခုဒီနောက်ပိုင်း US အတွင်းမှာခရီးသွားမယ်ဆိုရင်ကျွန်တော်တို့ဒီပြည်တွင်းမှာနော်လေရင်စီးပြီးတော့ပဲဖြစ်ဖြစ်အဲ့လိုလေရင်စီးတာပေါ့အဓိကတော့သွားမယ်ဆိုကျွန်တော် real ID ရှိမှပဲသွားလို့ရမှာ real ID မဟုတ်ဘူးဆိုရင်လည်း real ID နဲ့ညီတဲ့ documentation တခုခုပေါ့ like maybe ကိုယ့်ရဲ့ passport ဖြစ်မလားလုပ်တယ်ဆိုရင် work permit state ကထုတ်ထားတဲ့ဒီ real ID တခုခုရှိမှသွားလို့ရမယ်ဆိုတော့ကျွန်တော်ကလည်းဒီနေ့ကျွန်တော်မှာ real ID ရှိတယ်ကျွန်တော် real ID နဲ့သွားရမယ်ပြီးရင်ကျွန်တော်တို့ကကျောင်းသားဖြစ်တဲ့အပေါ်မှာကျွန်တော်တို့တခြား documentation တွေရှိရတယ်ကျောင်းခေါ်စာတို့ I-20 တို့ပြီး I-9040 ဖေးကနေဝင်ထားရဲဆိုတော့ proof တွေ documents တွေကျွန်တော်တိချာလေးယူရမယ် TSA ဖြတ်တာတွေဒီ passport check in လုပ်တာတွေဒီလေဆိပ်မှာပေါ့နော်အဝင်အထွက်မှာအဆင်ပြေလားမပြေဘူးလား F1 student အနေနဲ့ဒီအခုအချိန်မှာပေါ့နော်အဲကျွန်တော်အတူတူလိုက်ကြည့်ကြရအောင်ကျွန်တော်နောက်ထပ်ဗီဒီယိုတွေမှာလည်းဒါကတော့အခုပထမဆုံးဗီဒီယိုနောက်ထပ်ဗီဒီယိုတွေမှာဆိုတော့ကျွန်တော်ဒီ Texas မှာကျွန်တော်လည်မဲ့ travel vlog တွေလည်းကျွန်တော်ထပ်တင်မယ်ဆိုတော့ stay tuned ခဏလေးနေကျွန်တော်စားရရှယ်စားပွဲခကြရင်ကျွန်တော်လေးခွင့်သွားမယ်ဆိုတော့ကျွန်တော်နဲ့အတူတူလိုက်ခဲ့ပါကျွန်တော်ဒီကနေပြောချင်ပါတယ်ဆိုတော့ let's go let's start This is ဘယ်လိုလဲအဲ့ဒါမိုးရပါဗျာကျွန်တော်လည်းအခုသူနဲ့ Texas သွားမယ်ပြီးပုံမှန်လည်းတကယ်ချင်းတယောက်ရှိမယ်ဆိုတော့အားလုံး3ယောက်ပေါ့နော်ဒီခရီးတစ်လျှောက်မှာ3ယောက်ပြီးရင်တခုရှိတာကျွန်တော်တို့စီးမဲ့လေရင်က spirit ဆိုတာတည်တဲ့အတိုင်းပဲတည်ရမယ်နည်းနည်း budget လေရင်ဆိုတော့ကြည့်ရမယ်တည်မယ်ဒီ spirit ကနေစီးပြီးတော့ F international student တယောက်အနေနဲ့အခုအချိန်မှာခီးသွားလို့ spirit line ကိုစီးမှဆိုတော့နည်းနည်းပေါ့နော်ဒီ United Airways တို့ American Airlines တို့ဆိုတော့နည်းနည်းအထင်နည်းနည်းလေးကြီးစရာရှိတာပေါ့နော်ကြီးအားကြီးတော့မဟုတ်ဘူးနည်းနည်းပေါ့ spirit ကပြောမှဆိုလုံးဝ budget airline ဆိုတော့ဘာမှမပါဘူး just hanger လည်းမရဘူးအဲ့တော့ personal item တယောက်8တလုံးနဲ့ပဲသွားရအောင်ဒီငွေလိုက်ဖို့မဲ့လူကဒီဘေးပါအဲ့ဒီဘက်လေဒီကွာရောက်အဲ့ဒီဘက်လေလို့We're gonna be going through the TSA အခု boarding pass တော့ယူပါဆို TSA သွားမယ် TSA အခုဖြတ်မယ် TSA မှာပေါ့နော်အဓိကနည်းနည်းရင်ခုန်စရာရှိတာအဓိက TSA မှာကြည့်ရမယ်ဘာတွေအဆင်ပြေမလားမေးမလား Let's go TSA ဖြတ်ခံစားလာတယ်ဟဲ့ဒီတစ်ခေါက်ဟမ်နည်းနည်းရင်ခုန်နေနော်ဟမ်ဒီတစ်ခေါက်ပြည်တွင်းခရီးသွားတာနည်းနည်းရင်ခုန်နေတယ်ပွဲတာဘာလဲတော့မသိပါဘူးအဲ့ဒါကိုပြောတာပြပသွားနေဆိုရင်လက်ခံလို့ရတယ်အခုကျွန်တော်တို့ TSA လည်းဖြတ်ပြီးသွားပြီ TSA မှာလည်းတော်လေးတယ်ဘာမှတော့အဲ့လိုအားလုံး AC ပဲပြောမယ်ဆိုရင်
ခွေးနဲ့နည်းနည်းပါပတ်သွား that's normal real ID နဲ့တော့ပြလိုက်တယ် real ID ပြရတော့ it's okay အဆင်ပြေပါတယ် and then ပုံမှန်အတိုင်းပဲပြီးတော့ဒီတစ်ခါဖက်တွေlaptop တွေမှာထုတ်ချင်အောင်မလို့ international flight ဆိုကုန်ထုတ်ရတယ်ကွာ laptop တွေ power bank တွေ everything ကုန်ထုတ်ဆိုတော့ဒီတစ်ခါတော့အဆင်ပြေသွားပြီဆိုတော့ကျွန်တော်တို့ gate က 56A အဲ့တော့ 56A ကိုကျွန်တော်သွားမယ်ဘယ်နိုင်တော့10နိုင်ခွဲတော့မယ်10နိုင်ခွဲဆိုတော့အခု7နိုင်ခွဲဆိုရင်တက်မှာဆိုတော့ yo let's go ပြီးတော့ DSA ဖြတ်ပြီးသွားပြီဆိုရင်းခုံလာရအောင်မင်းတော့ရင်းတော့ခုံသွားတယ်တစ်ချက် access မှာတစ်ချက်ဘယ်လိုလာပဲကြည့်ရအဲ့ဒါပြောတော့ rest stage အခုအဆင်ပြေသွားရောဘယ်လိုပဲပြောဒီ Texas အဝင်ခကြမှာပြန်ကြည့်ဆိုတော့ကျွန်တော်တို့လေရင်ဂိတ်နာသွားမယ် and then we're going to be waiting ခဏထိုင်မယ်စောင့်မယ်ပြီး7နိုင်ခွဲခကြရင်လေရင်တက်မယ် inshallah We're boarding now. လေရင်မစီးရကြတော့ရှင်းခုံနေJunior ဆွေ Thank you Okay We're good to go Cool boarding Yes, thank you. Now, we're going to go to Siyama. It's going to be a long flight. No entertainment. Nothing. Texas ရောက်ပြီ Houston လေးစိမ်းမှာ so the flight was pretty okay တိတ်နည်းနည်းထူတော့လင်းရနည်းနည်းတော့ခါတယ်ဒါပေမဲ့ overall everything is good ရှေ့မှာဘာမှထပ်မရှိတော့ hopefully တခြားဟာရောဘာမှရှိဖို့တော့မရှိတော့တည်တော့အခုဒီကနေပြီးတော့တစ်ခါရထွက်ပြီးတော့ဒီကားစီးရဲ့နေရာဖက်နာပဲတွားရုံပဲဆိုတော့ပြောလာဘောအိပ်ပြောပါဟောကျန်ငါအဲ့လိုလုံးဝမပြောဘူးကွာအဲ့အောင်ရှိလုံးဝရန်ကုန်ပဲကွာတယောက်ရေဟမ်ဘုမရန်ကုန်ရောက်သွားတာဘယ်လိုလုပ်တော့ချက်ငါဝင်တယ်လုံးဝရန်ကုန်တစ်ချက်တည်းကွာဟင်းအောင်ရေရက်ဆက်တယ်ကွာအဲဒီဦးတော့လုံးဝအဲ့မိုးရတာလို့လားမသိဘူးပြည့်တယ်အာဟဲ့ဒီဒီမြလာရန်ကုန်ဒီမြပါရန်ကုန်လေးတွေကထွက်တယ်တိုင်းဟိုရတယ်ရန်ကုန်လေးတွေကထွက်လာပြီးခါရဲအပေါ်ကနေမြင်ရတဲ့ view ကလောမြန်မာနိုင်ငံလိုမျိုးပဲ။တော့ရန်ကုန်မှာလေစင်းတော့မယ်ဆိုပြီးတော့မြစ်လေးတွေလေကွင်းနေနဲ့ bro ရန်ကုန်ရောက်သွားလားရန်ကုန်ပဲပြန်နေရလားစဉ်းစားလိုက်တယ်။မခက်တာ Texas ရောက်နေနေရပါသူကျွန်တော်ရောက်လာပြီရောက်လာပြီဆောင်းတော့နှစ်လနေဒီကောင်တယောက်တည်း Texas မှာပြင်းနေတယ်ဆိုတော့ငါတို့ကလာပြီးတော့ company လာလို့ပြီးအဲ့ဒါကိုပြောတာကွာကျွန်တော်ပြောမယ်ဆိုရင်ကျွန်တော်အခု LA ကနေ Texas ရောက်လာတာတော့အားလုံးအေးစစ်စစ်ပဲပြောမှာပေါ့နော် TSA တွေလည်း real ID နဲ့ပဲကျွန်တော်ပြတယ်အားလုံးအဆင်ပြေတယ်
ဒါပေမဲ့ status တော့ရှိဖို့လိုတာပေါ့နော်ကျွန်တော်ခကြောင် F1 status ကိုမပြတ်ဘူး။ကြောင်းလည်းတိတိကျကျတတ်ထားတဲ့လူတယောက်ဆိုတော့ everything's fine ကျွန်တော်အခုအလျန်နေပြီးတော့အခုအချိန်မှာ international student တယောက်အနေနဲ့ခရီးသွားတာကျွန်တော်အနေနဲ့ကျွန်တော် experience ဆိုရင်တော့အားလုံးအဆင်ပြေတယ်ဘာမှအခက်အခဲတော့မရှိဘူးဆိုတော့ it's pretty good အခုကျွန်တော် Texas ရောက်လာပြီခံနာမယ်ပြီးရင်မနက်ဖြန်ကျရင်တွေ့မယ် see you guys in the next video and next vlogs tata bye bye ငါတို့နွားကောင်းဝင်နေငါတို့နေ အဲ့လိုပဲချက် ဟေ့ဘာမှပြရောက်သွားပြီဟေ့ဘာမှပြရောက်သွားပြီဘာမှပြရောက်သွားပြီဘာမှပြပြမယ်မြန်မာပြပြမယ်မြန်မာပြပြမယ်ကြည့်တာမြန်မာပြပြမယ်ဟာမြန်မာပြပဲကွာဒါအာဟဲ့အောင်ကြီးမိုက်တယ်ကွာနောက်တစ်ချက်မြန်မာနိုင်ငံတစ်ချက်ပြန်လာတာပါပဲရ Wow this is good Wow အားလုံးပဲမင်္ဂလာပါစလောမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်လည်းဂျူနီယာပါ ဟုတ်ကဲ့ပါကျွန်တော်လည်းဂျူနီယာပါ Wow this is good this is really good ကျွန်တော်တို့ဒါနွားလာဝယ်တာ ပြရအရက်ကြိုက်တယ် Bro this is really good look at this တော့ပြီးတတ်တယ်မစတော်ကိုလည်းလာ Look at this shit look at this ဆောက်တော့ဟုတ်ပါချစ် Oh my god ကွာရောက်ရေဒါအခုကျွန်တော်တို့နေတဲ့နေရာရဲ့နာက place ပေါ့နော် look at this look at the view like everything sky the green ooh ရန်တာရတယ် I don't know I love this I really love this အလီမာဒါလည်းမျိုးရှိတယ်ဒါပေမဲ့မတူဘူးอ่ะဒါတော့မစိမ့်ဆိုတယ်လို့ပဲအခုကဒီမှာတော်စိမ့်ဆိုတယ် I love this ဒီမှာလာပြီးတော့အားကစားလုပ်ပြေး share ပဲလုံးအောင်